င်သားထားသောကိုစစ်ကောင်စီကလက်ငင်းခွင့်ပြီးလောင်ကစားနဲ့ခုံမှုအများဆုံးပါဝင်ဆွဲတဲ့လေးကိုတင်ဆက်ပေးပါမယ်။ယနေ့ဇန်နဝါရီလ4ရက်နေ့တွင်ကြာရောက်သည့်98နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြင့်အကျဉ်းသား6134ဦးကိုအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီစစ်ကောင်စီကလွတ်ငင်းခွင့်ပြုလိုက်တော့လေတော်လှန်ရေးနှင့်ဆက်နွယ်သည့်နိုင်ငံအကျဉ်းသားများမှမူရင်းလွတ်ငင်းခွင့်နဲ့ပါဝင်လာနိုင်ခြင်းမရှိကြောင်းသိရပါသည်။စစ်ကောင်စီလွတ်ငင်းသက်သာခွင့်သည်အကျဉ်းသားအလုံးကိုလွှတ်ပေးခြင်းမဟုတ်ပေလူသတ်မှုမဒိန်မှုမူရဲစေဝါအဂတိလိုက်စားမှုလက်နက်ဥပဒေနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့်ပြည်ထန်ကြခံနေရသူများမှမူလူငင်းသက်သာခွင့်နဲ့အကျုံးမဝင်ကြောင်းသိရပါသည်။အထူးသဖြင့်နိုင်ငံရေးလှုပ်ရှားမှုများကြောင့်ဖန်ဆီးခံထားရသည့်နိုင်ငံအကျဉ်းသားများစုမှာ905ကကြီးကဲ့သို့သောပုံမှန်များဖြင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့်မှပြည်ထန်ချမှတ်ခံထားရတာကြောင့်ယခုသက်သာခွင့်နဲ့ပါဝင်လာခြင်းမရှိပေ။ထို့ပြင်ယခုလူငင်းခွင့်နဲ့မပါဝင်ပဲထောင်ထဲတွင်ကျန်ရှိနေအောင်မည်အကျဉ်းသားများအနက်လူသတ်မှုမဒိန်မှုမူရဲစေဝါအဂတိလိုက်စားမှုလက်နက်ဥပဒေနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့်ထောင်ချနေသူများမှအပါကျန်အကျဉ်းသားများကိုလည်း၎င်းတို့ချခဲ့ရကျန်ရှိသောပြည်ထန်၏6ပုံတပုံကိုရှော့ပေါ့ပေးရန်စစ်ကောင်စီကအမိန့်ထုတ်ပြန်ထားပါသည်။အလားတူနိုင်ငံသားအကျဉ်းသား52ဦးကိုလည်းပြည်ထန်လူငင်းခွင့်ပြုကပြည်내တံပေးခဲ့ကြောင်းသိရပါသည်။စစ်ကောင်စီသည်နိုင်ငံတကာ၏ဖိအားများကိုရှော့ချရန်အတွက်လွတ်လပ်ရေးနေ့တွင်အကျဉ်းသားထောင်နှင့်ချီလွှတ်ပေးနေတော်လေအမှန်တကယ်လွှတ်ပေးသည့်တော်လိုင်းအင်အားစုများနှင့်နိုင်ငံသမားများကိုမူဆက်လက်ချုံနှောင်ထားဆဲဖြစ်ကြောင်း၎င်းတို့၏ထုတ်ပြန်ချက်များအရသိရှိရပါသည်။ဒုတိယတစ်ပုဒ်အနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းနေရတော့စစ်တပ်အင်အားတောင်းတင်ကြောင်းဝါဒဖြန့်မှုများနှင့်မြေပြင်လက်တွေ့အခြေအနေတခြားစီဖြစ်နေဟုဆိုစစ်ကော်မရှင်ထောက်ခံသည့်ဝါဒဖြန့် Telegram Channel များတွင်စစ်တပ်၏အင်အားတောင်းတင်မှုနှင့်ရေခါခင်းရန်တည်ဆုံမှုများကြောင်းရေးသားကစီရီယံဝန်ထမ်းများနှင့်တော်လှန်ရေးအားစုများကိုတိုက်ခိုက်နေတော့လေမြေပြင်အခြေအနေတွေမှာစစ်ကော်မရှင်သည်စီးပွားရေးနှင့်စီယုံရေးအပတ်ပတ်တွင်အစိုးရဆောင်ချက်တဲ့နှင့်ရင်ဆိုင်နေရသည်ဟုထောက်ပြကြပါသည်။လော်ဘီများရေးသားချက်များတွင်နိုင်ငံတော်ကိုအပြတ်မခံဘဲအကောင်ဆုံးထိန်းသိမ်းနေသည်ဟုဆိုထားပြီးစီရီယံဝန်ထမ်းများနှင့်တော်လှန်ရေးအားစုဘက်ရည်တည်ခဲ့ကြသည့်စစ်သားနှင့်ရဲဝန်ထမ်းများကိုနိုင်ငံဆန်ချက်နိုင်ပါသူများဖြင့်သရောထားပါသည်။ထို့ပြင်တမန်တော်နေဖြင့်ရေရှည်စစ်ပွဲအတွက်လက်နက်ခဲယမ်း73စီးနဲ့ဝေကြီးအပြည့်စုံရှိနေပြီဖြစ်ကြောင်းနဲ့မကြာခင်တော်လှန်ရေးဖွဲ့များလက်နက်ချရတော့မည်ဖြစ်ကြောင်းချိန်ချဝါဒဖြစ်လျက်ရှိပါတယ်။သို့တော်လည်းလက်တွေ့ရမှုနိုင်ငံအနှံ့ပြားရှိပြည်တော်ကုန်းများနဲ့မြို့ပေါင်းများစွာကိုတိုင်းသားလက်နက်ကိုင်ဖွဲ့များနဲ့ PDF ပူပေါင်းတပ်များထံလက်လွတ်ထားရပြီးဖြစ်ပါတယ်။စစ်ကော်မရှင်တပ်များသည်စစ်ကူနေရေးခါပို့ဆောင်ရေးလမ်းကြောင်းများဖြတ်တောက်ခံထားရတာကြောင့်လေကြောင်းပစ်ကူတို့အားကိုနေရပြီးမြေပြင်ခြေလျင်တရင်များမှာအင်အားပြုံးတိမှုတံကိုပြင်းထန်စွာခံစားနေရကြောင်းစစ်ရေးလိလာသူများကထောက်ပြပါတယ်။တရင်လိုက်လက်နက်ချတာတွေစခန်းဆုံးခွာတာတွေကကြားနေမြင်နေရတာပဲ။73စီနဲ့ရိတ်ခါရှိရဲဆိုရင်ဘာလို့မျိုးတွေကိုစတဲ့အသိမ်းခံနေရတာလဲ။တရုတ်ကမှုကြောင့်အချုပ်ပြေအထာရရရှိတယ်။ဒါပေမဲ့ဝါရဖြန့်စာသားနဲ့မြေပြင်အမှန်တရားကြားကအများကြီးကွာပါတယ်ဟုစစ်ရေးသတင်းမြစ်တူကပြောပါတယ်။